ုန်းကြီးကိုယ်တိုင်ပြောမယ်ဆိုလို့ရှိရင်ငယ်တော့လူရဝိညာဉ်တော့အသက်ကြီးချင်တယ်အခုကြီးချင်တော့ကြီးလာတဲ့အခါပြန်ငယ်ချင်နေပြန်ဓမ္မနာပြောတာနော်ငယ်တော့လူကြီးလို့ချင်တာလူကြီးလို့ချင်တော့အသက်ကြီးချင်တယ်ကွာကိုဘာလို့လဲဆိုလူကြီးဆိုတာသူ့ကိုပြောမဲ့ဆိုမဲ့မမဲ့ငေါ့မဲ့လူမရှိဘူးကွာကလေးဆိုရင်အမှန်ခံရတယ်ငေါ့ခံရတယ်ဟိုကခိုင်းတာခိုင်းအဲ့မကြိုက်ဘူးမကြိုက်တော့ကိုယ်ကလည်းသူတို့လိုပဲခါထောက်ပြီးခိုင်းနေတော့လူကြီးဖြစ်ချင်တယ်အဲ့တော့အခုကြီးလာတော့ပြန်ငယ်ချင်တယ်မရတော့အဲ့တော့ငယ်တော့လည်းကြီးချင်လို့မရဘူးကြီးတော့လည်းပြန်ငယ်ချင်လို့မရဘူးရအဲ့ဒါကိုပြောအပိခဝါကောင်းလာရင်မြောက်လင်းလို့လည်းမရဘူးတဲ့ဥပါဒယသာပရိတတတိအဲ့ဒီမှာငါဟာဆိုတဲ့ဆွလမ်းမှုတွေကြောင့်ပရိတတတိပြန်ပြီးတော့တောင်းတမှုတွေဖြစ်လာတယ်ပူပမှုတွေတောင်းတမှုတွေဖြစ်လာတယ်တန်တမှုတွေဖြစ်လာတယ်နတ်မှုတွေဖြစ်လာတယ်အဲ့တော့စိတ်ခံစားမှုကြီးအပဲကောင်းတော့မှာတော့ပေါ့နော်အဲ့လိုဖြစ်တာကိုပြောအဲ့တော့မြတ်စွာဘုရားခေါ်လို့ရင်ကိုဒီစကလုံးနှလုံးနဲ့ဒါအနှစ်ချုပ်ပြီးတော့ပြောပြတာအဲ့တော့ကိုလုံးအမှာပါတော့ဆိုလို့ရှိရင်မြတ်စွာဘုရားနောက်ကဖြေဟောတာအနုပါဒအပရိတတနာဆွလမှုဖြောက်တော့ဆွလမှုမရှိမှခုနဒီအဖြစ်ပြက်တွေပြောင်းမှာတဲ့အဲ့တော့ဆွလမှုကိုဖြောက်ဆိုဘာနဲ့ဖြောက်အောင်ပါတော့ချုပ်ကိုရုပ်လိုပဲမှတ်ထားနာမ်ကိုနာမ်လိုပဲမှတ်ထားငါလိုမမှတ်နဲ့ငါလိုမထင်နဲ့ကြိုးစားပြီးတော့ဝိပဿနာဉာဏ်မြင်ရအောင်ကြိုးစားအဲ့ဒါလို့ထားလို့ရှိရင်အခုပြောတဲ့ပြဿနာတွေမရှိတော့ဟောအိုးလိုက်ရင်လည်းငါအိုးတာမဟုတ်ဘူးယုတ်တရားအိုးတာနန္တရားအိုးတာပြက်သွားရင်လည်းငါပြက်တာမဟုတ်ဘူးယုတ်တရားနန္တရားပြက်တာငါဟာပြက်တာလည်းမဟုတ်ဘူးငါနဲ့ယုတ်တရားနန္တရားတွေနဲ့ခွဲထားလိုက်တယ်ခွဲထားလိုက်ရင်တောကတက်တာသွားပြီအဲ့လိုမှမဟုတ်ရင်ငါမှဖြစ်ရလေချင်းငါမှဖြစ်ရသလားသူများတွေကြတော့ပြောရွှင်တယ်ငါကြမှာဖြစ်ရသလားမဟုတ်တူတူပဲအလုံးဟာနော်အလုံးကဖြစ်ကြမှာရွှင်အဲ့ဒါလို့မမှန်ကန်ကန်နှလုံးသွင်းနိုင်ဖို့ရသော်ပြဒီသုတ်တန်ကိုခေါ်တာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီနှစ်ခုဟာရသော်ပြဒီတဏ္ဍာရဖြစ်ရခြင်းဟာဒီဆွလမ်းမှုကြောင့်ဖြစ်တယ်ဒိဋ္ဌိနဲ့တဏှာမာယနဲ့အမြင်နဲ့ဆွလမ်းခြင်းငါဟာလို့သိမ့်ပိုက်လို့တဲ့တဏှာနဲ့ဆွလမ်းခြင်းအဲ့ဒီဆွလမ်းမှုနှစ်ခုဒီတန်တမှုကိုဖြစ်ပေါ်စေတယ်အဲ့ဒီဆွလမ်းမှုမရှိဘူးဆိုလို့ရှိရင်တန်တမှုကိုဖြစ်စေအဲ့ဒီအကြောင်းနဲ့အကျိုးကိုမြတ်စွာဘုရားဟောတာဘာရှုလို့မဟောဘူးဘာရှုလို့မဟောဘူးဆိုတာကောက်ချက်ချခြင်းရှုဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုငါလို့မမြင်နဲ့ငါဟာလို့လည်းမမြင်နဲ့နော်ရှုဝေဒနာရုပ်ဝေဒနာလို့ပဲမြင်ဆိုဒါဝိပဿနာအမြင်ဖြစ်အောင်ကြိုးစားအမှန်မြင်မှုကြိုးစားဆိုတဲ့သမ္မာဒိဋ္ဌိဝိပဿနာသမ္မာဒိဋ္ဌိအမြင်ရဖို့မြတ်စွာဘုရားဟောကြားတာဖြစ်တယ်မှန်မြင်မှုဟောတာပဲဖြစ်တယ်